ရန်သူတစ်ထောင်နဲ့3နှစ်3ဘူးစီချင်းထိုးရမယ်ဆိုရင်တော့အဖေသားကမကြောက်မရွံ့နောက်မတွန့်တဲ့လူစားမျိုးပါအဖေဟာဒါပေမဲ့ဒီလောက်ရက်ကိုတော့တားလစ်လူရှုပြရစီ ဟာစူးလေးတစ်ချောင်းထွင်ခိုင်းတာကိုစကကြီးစကကြီးပြောနေတယ်ရော့စူးထွင်ပေးစံကမျက်လုံးလေးပြားနေလို့ရော့ထွင်ပေးစံဟာကြည့်နေတာလေထွင်ပေးလေဖေးစကွာဆူတွင်တာပဲကြောက်နေရသေးတယ်မင်းမသိမရှင်မထဆူတွင်တယ်ဆိုတာအဲ့နဲ့အပေါ်ရံကိုပဲထိုးရတာဆဲထိုးသလိုအသာတည်းရအောင်ဟောသလိုထိုးရတာ